Tiran ဆိုတဲ့ main ကလေးတယောက်ဟာပျော်ပျော်နေတဲ့ပကြီးဆရာမလေးတယောက်ပါဒါပေမဲ့သူကစိတ်ခံစားချက်လွယ်ပြီးစိတ်ရှုပ်ထွေးတဲ့အကျင့်ရှိပါတယ်အောင်မြင်တဲ့ကုမ္ပဏီတစ်ခုမှအင်တာဗျူးဖို့အတွက်ပြင်ဆင်နေပါတယ်သူကအရန်စိတ်လှုပ်ရှားနေပြီမဲ့ပြဿနာတွေကိုရဲရဲရင်ဆိုင်ပြီးပန်းနိုင်ကိုရအောင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ရုံးနဲ့ရောက်တော့လုံခြုံရေးတွေကိုတွေ့ပါတယ်သူတို့ကဝစ်စားစေမှုနဲ့ပတ်သက်ပြီးအရန်တင်ကြကြပါတယ်အထူးသဖြင့်အနီယာဝတ်တာကိုတားမြစ်ထားတာပါအဲ့ဒီအချိန်မှာပဲလီယူဆိုတဲ့ဇက်ကောင်နဲ့တွေ့ရပါတယ်သူကတော့အောင်မြင်တဲ့ fashion ကုမ္ပဏီရဲ့စီကံကြည့်ပြီးစိတ်ဓာတ်ပြင်းထန်တဲ့ driver တူပါထီယန်ဟာသူ့အလဲကိုစောင့်နေတော့အဲကမ်းမထဲမှာလမ်းလျှောက်နေရင်နေရံဘော်ကပကြီးကားတွေကိုကြည့်မိပါတယ်ရုတ်တရက်ပကြီးကားတစ်ချက်ကိုသတိထားမိလိုက်ပြီးအဲ့ဒါဟာလွန်ခဲ့တဲ့3နှစ်ကသူ့ဆွဲခဲ့တဲ့ပကြီးကားဖြစ်နေတာကိုသိလိုက်ရပါတယ်ဒီလိုတွေးလိုက်ရတဲ့အတွက်သူ့ရင်ထဲမှာဒေါသတွေဖြစ်သွားခဲ့တာပေါ့မကြခင်မှာပဲအင်တာဗျူးချိန်ကိုရောက်လာပါတယ်ဒီဇိုင်းဌာနအကြီးအကဲဖြစ်တဲ့ Kelvin ကသူ့ရဲ့အရေးချင်းတွေနဲ့ပညာအရေးချင်းကိုစစ်ဆေးပါတယ်စကားပြောနေရင်ထီယန်ကအဲခမ်းမာတွေကပကြီးကားအကြောင်းမေးလိုက်ပါတယ်Kelvin ကလည်းဒီပကြီးကားကသူ့ရဲ့လက်ရာဖြစ်တယ်လို့ဂုဏ်ယူဝင်ကြွားစွာပြောလိုက်ပါတယ်ထီယန်ကလည်းဒီအတိုင်းမနေပါဘူးဒီပကြီးကားကသူ့ပိုင်ဆိုင်တဲ့အကြောင်းသက်သေပြလိုက်ပါတယ်ကြောက်သွားတဲ့ Kelvin ကလုံခြုံရေးတွေကိုခေါ်ပြီးအင်တာဗျူးမပြီးဆုံးခင်မိန်းကလေးကိုအပြင်ကိုမောင်းထုတ်ဖို့အမိန့်ပေးလိုက်ပါတယ်ထီယန်ကတော့အရှုံးမပေးပါဘူးသူကရုပ်ဖြတ်ပြီးရုံးထဲကိုတက်တိတ်လေးပြန်ဝင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့လုံခြုံရေးတွေကသတိထားမိပြီးဝင်ခွင့်မပေးပါဘူးသူ့မှာတရားမျှတမှုအတွက်လုံးဝအခွင့်မရှိတော့ဘူးလို့ထင်ရတဲ့အချိန်မှာပဲဒရိုက်တာလီယူကအဆောက်အုံကိုရောက်လာပါတယ်ထီယန်လည်းသူ့စီကိုပြေးသွားပြီးစကားပြောဖို့ကြိုးစားပါတယ်ဒါပေမဲ့လီယူကအချိန်မရှိဘူးလို့ပြောပြီးသူ့ကိုလစ်လူရှူလိုက်ပါတယ်ဒေါသထွက်သွားတဲ့ထီယန်ကလည်းအယုတ်လေးတစ်ခုကိုသူ့စီပစ်လိုက်ပါတယ်အဲ့ဒီရုပ်ကသူ့မျက်နှာကိုထိပြီးနေကမျက်မှန်ပြုတ်ကျသွားပါတယ်လီယူကအနီအောင်ရုပ်လေးကိုမြင်တဲ့အခါမှာတော့ရုပ်တရက်မူးလဲသွားပါတယ်ထီယန်လည်းစိတ်ရကြပြီးအိမ်ပြန်ဖို့ကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူးနိုင်နေငယ်ကြပြီးတဲ့နောက် Kelvin ကထီယန်ကိုဖုန်းခေါ်ပြီးတိတ်တိတ်နေပေးဖို့အတွက်ပတ်စံပေးကမ်းပါတယ်ဒါပေမဲ့ထီယန်ကလက်မခံပါဘူးသူကပတ်စံကိုမလိုချင်ပါဘူးတရားမျှတမှုကိုပဲလိုချင်တာပါသူကသူ့ရဲ့တငယ်ချင်းကောင်းဖြစ်တဲ့တငယ်ချင်း Rose ကအကြံပေးပါတယ်လီယိုရဲ့လှုပ်ရှားမှုတွေကိုစုံစမ်းပြီးသူ့ကိုထပ်တွေ့ဖို့အကြံပေးပါတယ်ထီယန်လည်းအဲ့ဒီအကြံအတိုင်းလိုက်နာပါတယ်လီယိုကဈေးကြီးတဲ့စားသောက်ဆိုင်တစ်ခုမှာချင်းဆိုထားတာရှိတယ်ဆိုတာသိလိုက်ရပါတယ်ထီယန်လည်းအထဲကိုဝင်ဖို့ကြိုးစားပြီးမြဲလုံခြုံရေးကတားလိုက်ပါတယ်စားသောက်ဆိုင်တစ်ခုလုံးကိုကြိုတင်ဘိုကင်ယူထားလို့ပါထီယန်ကအခြေအနေနဲ့လာရောညှိထွေဖြစ်အောင်ဟန်ဆောင်လိုက်ပြီးမိဖို့ကြောင့်အလုပ်အတွက်အင်တာဗျူးလာတာပါလို့လိန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလီယိုကလှပပြီးနာမည်ကြီးတဲ့မိန်းကလေးရှန်းနဲ့တွေ့ပါတယ်ရှန်းကလီယိုသူ့ကိုစိတ်ဝင်စားတာကိုအံ့ဩနေပါတယ်သူကသူ့ကိုမြင်ယောက်ျားလေးတွေယူပတက်ဖြစ်လေးရှိတာနဲ့အသားကျနေတာပါဒါပေမဲ့လီယိုကသူ့ကိုအရေးတော်မလုပ်ပါဘူးဒါကြောင့်ပဲရှန်းလည်းစိတ်မကောင်းဖြစ်သွားတာပေါ့သူကလီယိုကိုသွေးဆောင်မှုစူးစမ်းပေမဲ့လီယိုကအေးအေးဆေးဆေးနဲ့စိတ်ဝင်စားတဲ့ပုံစံအတိုင်းပဲရှိနေပါတယ်သူကလည်းစိတ်အနှောက်အယှက်ဖြစ်သွားပြီးစကားဝိုင်းအောင်စောစောစီးစီးရက်လိုက်ပါတယ်အဲ့ဒီနောက်သူထွက်သွားတော့လီယိုတယောက်တည်းကြံရစ်ခဲ့ပါတယ်မင်းနဲ့နိုင်ငံကြတော့ထီယန်ကလီယိုကိုတွေ့သွားပါတယ်သူကထပ်ပြောချင်နေပြန်ပါတယ်အနီအောင်စလုံးတွေပါတဲ့အင်ကြီးကိုဝစ်ပြီးသူ့ရဲ့မကျင်တဲ့ချက်ကိုပြလိုက်ပါတယ်လီယိုကအနီအောင်ကိုမြင်လိုက်တဲ့အခါမူးဝေပြီးမူးလဲတော်မလို့ဖြစ်သွားပါတယ်ထီယန်လည်းသူ့ကိုကူညီဖို့ကြိုးစားတာပေါ့သူ့ရဲ့လက်ကိုဆွဲကင်လိုက်ပါတယ်သူတို့နှစ်ယောက်လုံးအနေထားမကျနာစွာနဲ့ပဲဆိုဖာပေါ်လဲကျသွားပါတယ်လီယိုရဲ့လက်ထောက်ကဓာတ်အောင်မြင်တော့ထီယန်ကိုအပြင်ကိုမောင်းထုတ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့လည်းလီယိုကသူ့ကိုတားလိုက်ပါတယ်ထီယန်ဘာလို့လာသလဲဆိုတာကိုနားလည်ဖို့သူပြောတာကိုနားထောင်ချင်ပါတယ်ဒီအချိန်မှာပဲထီယန်ကပကြီးကားခိုးယူမှုအကြောင်းကိုပြောပြပါတယ်။ Kelvin ကသူ့ရဲ့လက်ရာကိုခိုးယူသွားတဲ့အကြောင်းရှင်းပြပါတယ်။လီယိုကပကြီးကားဘော်ကအနီယာကိုတတိထားမိတဲ့အခါထပ်ပြီးမူးလဲချင်လာပြန်ပါတယ်။ဒါပေမဲ့မတော်စာထီယန်ရဲ့လက်မောင်းကိုထိမိတဲ့အခါမှာတော့ရုတ်တရက်နေလို့ကောင်းသွားပါတယ်။သူကဒါကိုပဲထူးဆန်းတယ်လို့ထင်လိုက်ပါတယ်။ထီယန်ကိုထိနေတဲ့အခါအနီယာကသူ့ကိုမထိခိုက်နိုင်ဘူးလို့သူခံမှန်းမိလိုက်တာပါ။ဒါကြောင့်ပဲဒီ theory ကိုစမ်းသပ်ဖို့အတွက်လည်းဆုံးဖြတ်လိုက်ပါတယ်။ထီယန်ကလည်းစိုးရိမ်လာခဲ့ပါတယ်လီယိုကသူ့ရဲ့အသားကိုထိကျင်နေတာဖြစ်ပြီးသူ့စကားကိုတကယ်နားမထောင်ဘူးလို့ပဲထင်လိုက်တာပါဒါပေမဲ့လီယိုကသူ့ကိုစိတ်ချစေချင်ပါတယ်တရားမျှတမှုကိုရအောင်လုပ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်နောက်ပိုင်းမှာလီယိုကဆရာဝန်နဲ့စကားပြောပါတယ်ထီယန်နဲ့ပတ်သက်ပြီးဖြစ်ပျက်ခဲ့တာတွေကိုလည်းရှင်းပြပါတယ်ဆရာဝန်ကအဲ့ဒီမိန်းကလေးဟာသူ့ရဲ့ယောဂကိုကုသနိုင်ဖို့အဓိကတော့ချက်ဖြစ်နိုင်တယ်လို့အကြံပြုပါတယ်လီယိုယုံကိုပြန်ရောက်တော့လက်ထောက်က Kelvin ဟာပကြီးကားခိုးယူခဲ့တာမှန်ကန်တဲ့အကြောင်းလည်းအတည်ပြုလိုက်ပါတယ်လီယိုက Kelvin ကိုအလုပ်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ပိုင်းမှာလီယိုကရှယ်ယာရှင်တွေနဲ့အတူ project အသစ်တွေအကြောင်းဆွေးနွေးပါတယ်သူတို့ကလီယိုကိုပါတီတစ်ခုတက်ရောက်ဖို့ပြောပါတယ်သူတို့နဲ့အတူလှုပ်ချင်နေတဲ့ကုမ္ပဏီရဲ့ driver ကလည်းအဲ့ဒီမှာရှိနေပါတယ်လီယိုလည်းစိုးရိမ်နေတာပေါ့ဒီပါတီရဲ့အပြင်အစင်မှာအနီယာကိုအဓိကအကြောင်းဖြစ်သုံးထားတာကြောင့်ပါဒါကသူ့အတွက်ကြီးမားတဲ့ပြဿနာဖြစ်နေပါတယ်သူကဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ထီယန်ဟာအဓိကတော့ချက်ဖြစ်နိုင်တယ်လို့ယုံကြည်နေပါတယ်ဒါကြောင့်ထီယန်ကိုဖိတ်ခေါ်ဖို့လက်ထောက်ကိုမှားလိုက်ပါတယ်မကြခင်မှာပဲလီယိုကထီယန်နဲ့ထပ်တွေ့ပြန်ပါတယ်Kelvin ကိုအလောက်ကထုတ်လိုက်ပြီးဖြစ်တဲ့အကြောင်းလည်းပြောပြပါတယ်။ပကြီးကားခိုးယူမှုအတွက်ကြော်ကြီးပေးမယ်လို့လည်းကတိပေးပါတယ်။ပြီးတော့သူ့လက်ကိုကင်ထားရင်သူနဲ့တူပါတီကိုတက်ရောက်ဖို့ထီယန်ကိုတောင်းဆိုပါတယ်။မိန်းကလေးကလက်မခံပါဘူး။လီယိုကအငင်းခံရတာအသားမကျတာကြောင့်စိတ်မကောင်းဖြစ်သွားပါတယ်။နောက်ပိုင်းမှာထီယန်ကမျက်နှာဖုံးစွပ်လူတအူးရဲ့တိုက်ခတ်ခြင်းကိုခံရပါတယ်။
လီယူကဒါအောင်မြင်တော့သူ့ကိုကာကွယ်ပေးပါတယ်ထီရန်လည်းကျေးဇူးတင်စကားပြောလိုက်တာပေါ့သူကပါတီအကြောင်းကိုထပ်စဉ်းစားပေးဖို့ထပ်မံတောင်းဆိုလိုက်ပါတယ်စူးချတဲ့အနေနဲ့ပတ်စံပါတဲ့ credit card ကိုတောင်းပေးပါတယ်ဒါပေမဲ့ထီရန်ကသူ့ကိုညှင်းပယ်ပြီးအိမ်ကနေမောင်းထုတ်လိုက်ပါတယ်ထမသွားခင်မှာပဲလီယူကအဲ့ဒီပါတီဟာလူစီရဲ့ပါတီဖြစ်တယ်ဆိုတာပြောပြလိုက်ပါတယ်ဒီချက်ကသူ့ရဲ့စိတ်ကိုပြောင်းလဲပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ထီရန်နဲ့လူစီဟာကြောင်းနေဖက်တွေပါထီရန်ကသူ့ကိုပြန်တွေ့ချင်ပါတယ်ဒါကြောင့်လီယူနဲ့အတူပါတီကိုသွားဖို့သဘောတူလိုက်ပါတယ်ညနေပိုင်းမှာတော့သူတို့စုံတွဲပါတီပွဲကိုတက်ရောက်ကြပါတယ်အနီရောင်အစင်တစားတွေကြောင့်လီယူလည်းစိတ်ပူသွားတာပေါ့ဒါပေမဲ့ထီရန်ကြောင့်မူးမလဲပါဘူးပါတီပွဲမှာထီရန်ကသူ့ရဲ့ကလေးဘဝတုန်းကတငယ်ချင်းချန်နဲ့ဆုံတွေ့ပါတယ်ချန်ကသူ့ကိုအမြဲတမ်းချစ်နေခဲ့တာပါသူကလီယူနဲ့ထီရန်ကိုလည်းတဝင်းတိုးလာပါတယ်ထီရန်နဲ့လီယူတို့လက်ချင်းတွဲထားတာကိုဖြုတ်စေဖို့အတွက်ထီရန်ကိုနာကျင်အောင်လုပ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ထီရန်ကချန်ကိုသူ့ဘာသာသူနေဖို့အတွက်ပြောလိုက်ပါတယ်လီယူကလည်းထီရန်ကိုကာကွယ်ပေးခဲ့ပါတယ်လက်ကိုကင်ထားတဲ့သူဟာထီရန်မဟုတ်ပဲသူလို့ပြောလိုက်ပါတယ်မကြခင်မှာပဲသူတို့လူစီနဲ့တွေ့ဆုံပါတယ်လီယူကလုပ်ငန်းအကြောင်းကိုသူ့ကိုပြောဖို့ကြိုးစားပါတယ်ဒါပေမဲ့လူစီကမျှပြစ်လေးချင်နေလို့အလုပ်ရှုပ်နေတာပါလီယူကပြိုင်ဘက်ကုမ္ပဏီရဲ့ဒါရိုက်တာကိုစိန်ခေါ်လိုက်ပါတယ်သူတို့မျှပြစ်ပြိုင်ကြပါတယ်အန်အိုဘိုကောင်းစွာနဲ့ပဲလီယူအနိုင်ရသွားပါတယ်သူကသူ့ရဲ့စီးပွားရေးကတ်ကိုပေးပြီးစာချုပ်တစ်ခုကမ်းလှမ်းလိုက်ပါတယ်ဒါပေမဲ့လူစီကအဲ့ဒီကတ်ကိုစပွဲပေါ်မှာပြစ်တင်လိုက်ပြီးလေးစားမှုမရှိတဲ့အကြောင်းပြလိုက်တာပေါ့အဲ့ဒီနောက်လီယူကပေးရလာတဲ့စုကိုဆွလွန်လိုက်ပါတယ်လူအများစုကဒီလောက်ရက်ကိုအထင်မှားကြပါတယ်ဒါကအချစ်ကိုကျင်ညာတယ်လို့ပဲထင်သွားကြတာပေါ့တချို့ကလီယူနဲ့လူစီကယောက်ျားချင်းချစ်သူတွေဖြစ်နေကြတယ်လို့တောင်ထင်ကြပါတယ်ဒါပေမဲ့လူစီကဒီအတွေ့ကိုညှင်းပယ်လိုက်ပြီးသူကပုံမှန်ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့အကြောင်းပြပါတယ်နောက်ပိုင်းမှာတော့သူတို့စုံတွေကလူစီနဲ့ထပ်တွေ့ဖို့ကြိုးစားပြန်ပါတယ်ဒါပေမဲ့လူစီကမိန်းကလေးတွေအုပ်စုနဲ့အတူထွက်ပြေးသွားပါတယ်ဒီအဖြစ်ပြက်ရဲ့ရလက်အနေနဲ့ထီရန်ကလျူနဲ့ဝေးကွာသွားပါတယ်လျူလည်းအနီရောင်ကိုမြင်တဲ့အခါထပ်ပြီးမူးလဲပြန်ပါတယ်ဒီအဖြစ်ပြက်နောက်ပိုင်းမှာထီရန်ကလျူရဲ့ယောဂအကြောင်းမေးပါတယ်ဒါပေမဲ့လျူကပြောပြခြင်းမရပါဘူးအဲ့ဒီအစားသူ့ရဲ့အတွင်းမှုအဖြစ်အလုတ်ခတ်မှုကမ်းလှမ်းပါတယ်လာစာအတော်ကောင်းတဲ့စာချုပ်တောင်ပေးပါတယ်ထီရန်ကအဲ့ဒီကမ်းလှမ်းမှုကိုစဉ်းစားပေမဲ့လက်မခံပါဘူးမနက်ကျတော့သူကဒီဇိုင်နာဖြစ်ချင်တယ်လို့ရှင်းရှင်းလင်းလင်းပြောလိုက်ပါတယ်ဒရိုက်တာရဲ့အကူဖြစ်ချင်တာမဟုတ်ဘူးလို့လည်းပြောပါတယ်သူကအဲ့ဒီစာချုပ်ကိုဘတော်မှလက်မှတ်ထိုးမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်လျူကပုံများတဲ့လာစာနဲ့ထီရန်ရဲ့စိတ်ကိုပြောင်းလဲနိုင်အောင်ကြိုးစားပါတယ်ဒါပေမဲ့ဒါကထီရန်ကိုပိုပြီးဒေါသထွက်စေပါတယ်ထီရန်ကသူ့ကိုပတ်စံနဲ့ဝယ်လို့မရဘူးလို့ပြောလိုက်ပါတယ်အထူးသဖြင့်သူ့လိုရိုင်းဆိုင်မီမာနာကြီးတဲ့လူတစ်ယောက်ဖြစ်နေလို့ညင်းပယ်တာလို့လည်းပြောလိုက်ပါတယ်လျူကစိတ်မကောင်းဖြစ်ပေမဲ့သူ့ကိုရနိုင်သေးတယ်လို့လည်းယုံကြည်နေပါတယ်သူရဲ့အာယုံဆိုင်မှုကိုရရှိဖို့ကြိုးစားလာပါတယ်သူ့အိမ်ကိုပန်းတွေယူလာပေးပါတယ်ညသာစားဖို့လည်းဖိတ်ပါတယ်ဒါပေမဲ့ထီရန်ကဆက်လက်ညှင်းဆန်နေပါတယ်ရဲတပ်ပေါင်းများစွာကြာသွားပါတယ်ကုမ္ပဏီတစ်ခုမှထီရန်ကိုအလုံးမခံကြပါဘူးဒါကလည်းသူ့ကိုစိတ်သက်ကြစေတာပေါ့တနေ့မှာတော့လျူကရှမ်းနဲ့အတူချိန်တွေ့နေပါတယ်ဒါပေမဲ့မိုးရတဲ့မှာထီရန်ကဝမ်းနဲ့စွာလမ်းလျှောက်နေတာကိုသူသတိထားမိလိုက်ပါတယ်သူချိန်ထားတာကိုဖျက်လိုက်ပြီးထီရန်စီကိုတွားလိုက်ပါတယ်ထီအောင်မှာသူ့ကိုကားခွဲပေးလိုက်ပါတယ်သူ့ရဲ့ကမ်းလှမ်းမှုကိုလက်ခံဖို့ထပ်ပြီးစီးရုံမှုကြိုးစားပါတယ်ဒါပေမဲ့ထီရန်ကသူ့ကိုအပြစ်တင်ပါတယ်လျူကတခြားကုမ္ပဏီတွေထီရန်ကိုအလုံးမခန့်အောင်သူ့ရဲ့အာဏာကိုအသုံးပြုတယ်လို့ထင်နေတာပါထီရန်ကလည်းဒေါသထွက်ပြီးလျူကိုရှားလိုက်တာပေါ့သူ့ရဲ့နေကာမျက်မှန်လည်းပြုတ်ကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအနီရောင်ကားတစ်စီးဖြတ်သွားပါတယ်လျူထပ်ပြီးမူးလဲသွားပါတယ်ထီရန်လည်းပြန်လာပြီးသူ့ကိုကူညီပေးပါတယ်မကြခင်မှာပဲလျူလည်းစေယုံရောက်သွားတာပေါ့သူ့ရဲ့လက်ထောက်ကထီရန်ကိုအမှန်တရားကိုပြောပြပါတယ်ကယ်ဗင်ကလက်စားချေတဲ့အနေနဲ့ထီရန်ကိုကုမ္ပဏီတွေအလုံးမခန့်အောင်တားဆီးထားတာပါလျူနိုးလာတဲ့အခါမှာလည်းဒါကိုအတိပြုပေးလိုက်ပါတယ်ဒါကိုကြားတဲ့အခါထီရန်ကလျူကိုယုံကြည်လိုက်ပါတော့တယ်နောက်ပိုင်းမှာတော့လျူကသူနာပြုတွေကိုအနီရောင်ပစ္စည်းတွေအခန်းထဲယူမလာဖို့ပြောနေတာကိုထီရန်ကကြားလိုက်ရပါတယ်ဒါကြောင့်ပဲသူလည်းစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အနီရောင်ရာဝတ္ထုတစ်ခုကိုသူ့ကိုပြလိုက်တာပေါ့ဒါကြောင့်သူမူးလဲလူနီးဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအခြေအနေကရိုမတ်တစ်ဆန်တယ်လို့ခံစားလာပါတယ်ထီရန်ကသူ့ကိုစိတ်အေးအောင်လုပ်ပေးပါတယ်လျူကလည်းနောက်ဆုံးမှာတော့သူ့ယောဂအကြောင်းဝန်ခံလိုက်ပါတယ်သူ့မှာဟမ်မိုဖိုဘီးယားလို့ခေါ်တဲ့သွေးကိုကြောက်တဲ့ယောဂရှိနေတာပါသွေးနဲ့အနီရောင်အရာအလုံးကိုသူကကြောက်တာပါသူတို့စာချုပ်အကြောင်းကိုထပ်ပြောကြပါတယ်လျူကသူ့ကိုအထူးသဘောတူညီချက်တစ်ခုကမ်းလှမ်းလိုက်ပါတယ်ထီရန်ကိုသူ့ရဲ့အတွေးမှုတအူးဖြစ်တယ်လို့ဒီဇိုင်နာလည်းဖြစ်ခွင့်ပေးမယ်လို့ဆိုပါတယ်ဒါကိုထီရန်ကလည်းသဘောတူလိုက်တာပေါ့နောက်တစ်နေ့မနက်မှာတော့သူ့ရဲ့ပထမဆုံးအလုပ်စတင်တဲ့နေ့ပါလျူကသူ့ကိုလှည့်လည်ကြည့်ရှုခိုင်းပြီးလှုပ်ဖို့ကိုင်းမတ်တွေနဲ့မိတ်ဆက်ပေးပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူကထီရန်ရဲ့အလုပ်ကိုအနှောက်ယှက်ပေးပါတယ်သူကိုစိတ်အပန်းဖြည့်စေဖို့အတွက်ကန်းကြီးကဘားတစ်ခုကိုခေါ်သွားခဲ့ပါတယ်ထီရန်ကလည်းစိတ်ဆိုးလာပါတယ်ဒီဇိုင်းနဲ့ပတ်သက်တဲ့အလုပ်မလုပ်ရပဲအချိန်ဖြုံးနေတယ်လို့ခံစားရလို့ပါဒါကိုသတိထားမိတဲ့လျူကသူ့ကိုဒီဇိုင်းဌာနကိုတွားခွင့်ပြုလိုက်ပါတယ်မကြခင်မှာပဲကောလာဟာလာတွေပြန့်နှံ့လာပါတယ်ထီရန်ကလျူကိုချစ်နေတယ်လို့လူတွေကထင်နေကြတာပါသူကသူ့ရဲ့ခံစားချက်တွေကိုစားနဲ့ဝန်ခံလိုက်မယ်လို့လည်းပြောကြပါတယ်လျူလည်းကြောက်ရွံ့လာခဲ့ပါတယ်သူကထီရန်ကိုရှောင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ထီရန်ကသူ့ရဲ့တငယ်ချင်း Rose ကြောင့်သာစကားပြောချင်တာပါ Rose ကိုအင်တာဗျူးရဖို့ကူညီခြင်းလို့ပါလျူကနားထောင်ဖို့လည်းညှင်းဆန်ပါတယ်ထီရန်လည်းစိတ်ရှုပ်ထွေးနေတာပေါ့
သူကလျှို့ကိုမချစ်တယ်လို့ဝန်ခံဖို့လဲဘယ်တော့မှစီစဉ်ထားတာမဟုတ်ပါဘူးဒါကိုတသိပြဖို့အတွက်သူကလျှို့ရဲ့ကားတွေကိုဝင်သွားပါတယ်စာကိုသူ့ကိုပြလိုက်ပါတယ်ဒါက Rose ရဲ့တရားဝင်အင်တာဗျူးတောင်းဆိုတဲ့စာပါအခုလျှို့ကစိတ်ရှုပ်ထွေးပြီးစိတ်မကောင်းဖြစ်သွားပါတယ်ထရီယန်ကလည်းသူ့လိုယောက်ျားမျိုးကိုဘယ်တော့မှမချစ်ဘူးလို့ပြောလိုက်ပါတယ်လျှို့ကလည်းစိတ်ဆိုးပြီးသူ့ကိုကားထဲကနေမောင်းထုတ်လိုက်ပါတယ်ရန်နေငယ်ကြတော့လျှို့ကသူ့နဲ့အတူအဖော်လိုက်ပေးဖို့ထရီယန်ကိုခေါ်ပါတယ်သူ့ရဲ့ဝမ်းကွဲညီလေးစောင်းကအိမ်ပြန်လာမှမှတ်လို့ပါသူတို့လေးစိမ့်မှာသူ့ကိုသွားတွေ့ပါတယ်လျှို့နဲ့သူ့ရဲ့အဖေကစောင်းကိုထရီယန်နဲ့မိတ်ဆက်ပေးပါတယ်နောက်ပိုင်းမှာဒီဇိုင်းဌာနဒါရိုက်တာကအရေးကြီးတဲ့ project တစ်ခုအကြောင်းကြေညာပါတယ်ဒါကလည်းအချိန်အများကြီးပေးရမှာပါဒါပေမဲ့ထရီယန်ကတော့တခြားသူတွေနဲ့မတူပဲသူ့ရဲ့အားလက်ချိန်တွေကိုလျှို့နဲ့ကုံဆုံးနေရပါတယ်သူ့ရဲ့ယောဂကိုလည်းကူညီပေးရပါတယ်ဒီလိုလုပ်တဲ့အတွက်သူက project ကိုအပြီးမတတ်နိုင်ပါဘူးသူအခက်အခဲကြီးကြီးမားမားတွေ့လာပါတယ်နောက်ဆုံးမှာတော့ထရီယန်ကသူ့ကိုအဲ့ဒါလောက်ခဏခဏမခေါ်ဖို့လျှို့ကိုပြောလိုက်ပါတယ်သူကဒီဇိုင်နာတဦးအနေနဲ့အဲ့ဒါလုပ်ပြီးအသုံးဝင်ချင်တာပါဒါပေမဲ့လျှို့ကတော့နားမထောင်ပါဘူးသူ့ရဲ့ပြဿနာတွေကကုမ္ပဏီရဲ့အလုပ်ထပ်ပိုအရေးကြီးတယ်လို့သူထင်နေပါတယ်ဒါကြောင့်သူတို့စကားများကြပါတယ်ညနေပိုင်းမှာလျှို့ကထရီယန်ကိုထပ်ခေါ်ပါတယ်သူ့အိမ်ကိုလာဖို့ပြောပြတာပါထရီယန်ကလည်းအစတော့ညှင်းဆန်တာပေါ့ဒါပေမဲ့နောက်တစ်နေ့မှာတော့သူ့ကိုအနှောက်အယှက်မပေးတော့ဘူးလို့ဂရီပေးပြီးမှသာသဘောတူလိုက်တာပါလျှို့ကရှမ်းကိုဖယ်ရှားပစ်ဖို့ထရီယန်အကူအညီလိုချင်ပါတယ်ဘယ်လိုလုပ်ကြမလဲဆိုတာသူမသိလို့ပါလျှို့ရဲ့အိမ်မှာထရီယန်ကတန်ရှင်းလောက်တာကိုကူညီပေးပါတယ်ပကြီးကားတစ်ချက်ကိုချိန်နေတော့ဟန်ချက်ပြတ်သွားပါတယ်ထရီယန်လှေကားဘော်ကနေပြုတ်ကျသွားတာပေါ့လျှို့ကလည်းသူ့ကိုဖမ်းလိုက်ပါတယ်မတော်တဆသူ့နှစ်ဖူးကိုနမ်းမိလိုက်ပါတယ်ဒါကြောင့်ထရီယန်လည်းရှက်သွားပြီးထွက်ပြေးသွားခဲ့ပါတယ်နောက်ပိုင်းမှာတော့လျှို့ကတုံလို့စရာကောင်းတဲ့အရာတစ်ခုကိုသဘောပေါက်သွားပါတယ်သူအနီရောင်ကိုမကြောက်တော့ပါဘူးဒါကနန်းလိုက်လို့ဖြစ်သွားတယ်လို့သူယုံကြည်နေပါတယ်သူယောဂပျောက်သွားတာကိုလည်းပျော်ရွှင်စွာအောင်ဝဲခံတာပေါ့အဲ့လိုနဲ့ရအနေငယ်ကြတော့လျှို့ကအမှုပညာပြပွဲတစ်ခုအတွက်လက်မှတ်တွေဝယ်လိုက်ပါတယ်သူကထရီယန်ကိုလည်းအဲ့ခန်းထဲကိုဖိတ်ခေါ်ပါတယ်သူရဲ့ယောဂပျောက်သွားပြီဖြစ်တဲ့အကြောင်းသူ့ကိုပြောပြချင်တာပါပြပွဲမှာထရီယန်ကသူ့ရဲ့နေကာမျက်မှောက်မပါပဲအနီရောင်အရာတွေကိုကြည့်နေတာလည်းမြင်လိုက်ရပါတယ်သူမူးမလဲတော့ပါဘူးထရီယန်လည်းပျော်ရွှင်သွားခဲ့တာပေါ့အခုဆိုရင်သူ့ရဲ့ design project တွေအပေါ်မှာပဲအာရုံစိုက်နိုင်တော့မှာပါဒါပေမဲ့သူ့ရဲ့ပျော်ရွှင်မှုကလှိကိုဝမ်းနေစေပါတယ်သူတို့အတူအချိန်နည်းနည်းလေးပဲကုံဆုံးရတော့မှမလို့ထရီယန်ကစိတ်မကောင်းဖြစ်လိမ့်မယ်လို့သူမျှော်လင့်ခဲ့တာပါနောက်တစ်နေ့မှာတော့လျှို့စီကိုအမည်မသိလျှို့ဝက်လူတစ်ယောက်ကဖုန်းခေါ်လာပါတယ်အဲ့ဒီလူကအရေးကြီးတဲ့အထိတ်မှတ်ကြောက်တိုင်တစ်ခုအကြောင်းကိုတိုင်ကြားပါတယ်သူကတောင်းပန်မှုနဲ့ပတ်စံကိုတောင်းဆိုပါတယ်လျှို့ကထရီယန်နဲ့အတူဒီနေရာကိုသွားပါတယ်သူတို့ရွာအကြီးကဲနဲ့တွေ့ဆုံပါတယ်သူကတခြားဒေသစကားပြောပါတယ်လျှို့ကလည်းအောင်မြင်စွာဆွေးနွေးနိုင်ခဲ့တာပေါ့ရွာသားတွေကဖမ်းထားတဲ့တစားကန်2ဦးလွတ်ပေးလိုက်ပါတယ်သူတို့ကိုစီးရုံကိုပို့ပါတယ်သူတို့ဇုံတွေကလည်းဟိုတယ်မှာတဲခိုပါတယ်အခန်းကလည်းအဲ့ဒီအချိန်တစ်ခန်းပဲရှိတာပါသူတို့အခန်းတစ်ခန်းနဲ့အတူအိပ်ရပါတော့မယ်ညဘက်မှာတော့ထရီယန်ကမတီးစိမ့်နဲ့လျှို့ကိုဖတ်လိုက်ပါတယ်မနက်စာစားနေတော့ထရီယန်ကလှပတဲ့ပကြီးကားတစ်ချက်ကိုမြင်လိုက်ရပါတယ်ဘသူဆွဲတယ်လဲလို့သူမေးလိုက်တာပေါ့အမှုပညာရှင်ကအနီးနားမှာထိုင်နေတယ်ဆိုတာသိလိုက်ရပါတယ်သူတို့ဇုံတွေလည်းအဲ့ဒီအမှုပညာရှင်ကိုသွားရှာပါတယ်သူတို့လူစီနဲ့တွေ့ဆုံပြီးသူကစီဖန်ကိုသွားတဲ့လမ်းကိုပြပေးပါတယ်မကြခင်မှာပဲအိမ်ဟောင်းတစ်လုံးကိုသူတို့ရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီအိမ်ဟောင်းထဲမှာအမှုပညာရှင်ကစကားမပြောချင်ပါဘူးသူတို့ကိုမောင်းထိုးဖို့အတွက်ရေတွေပဲလောင်းပစ်ပါတယ်ဒါပေမဲ့ထီယန်နဲ့လျှို့ကတော့အရှုံးမပေးပါဘူးအပြစ်မှာတဲထိုးပြီးဆောင်းဆိုင်ကြပါတယ်အဲ့လိုနဲ့ပဲညဘက်မှာတော့လျှို့ကပိုးဆုံးကျူးတစ်ကောင်ကိုမြင်လိုက်ရပါတယ်သူကအင်းဆက်ပိုးမတွေကိုကြောက်ပါတယ်ထီယန်ကသူ့ကိုစိတ်အေးအောင်လဲစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတစ်ခုပြောပြပါတယ်အဲ့လိုနဲ့ပဲစိတ်အားထက်သန်လာတဲ့လျှို့ကပိုးဆုံးကျူးလေးကိုကောက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ထီယန်ကိုထိလိုက်တဲ့အခါသူ့ကိုသူချစ်နေပြီဆိုတာသိလိုက်ရပါတယ်နောက်တဲ့နေ့မှတော့လျှို့အရင်နိုးလာပါတယ်သူကထီယန်အလှကိုလည်းချီးကျူးနေတာပေါ့အဲ့ဒီအချိန်မှာပဲအိမ်တကားလာဖွင့်ပါတယ်သူတို့ဇုံတွေအိမ်ထဲကိုပြေးဝင်သွားကြပါတယ်အဲ့ဒါကလူစီပဲဖြစ်ပါတယ်လျှို့ကလည်းပူပေါင်းဆောင်ရွက်ဖို့ကမ်းလှမ်းပေမဲ့လူစီကတော့ညှင်းဆန်ပါတယ်ဒါပေမဲ့လျှို့ကတော့အရှုံးမပေးပါဘူးတစ်ချိန်တည်းမှာပဲကေဗင်ကလည်းရုန်းကန်နေရပါတယ်သူအစာကောင်းကောင်းမရှာနိုင်ပါဘူးရေပိုးသမားအလုပ်ကိုပဲလုပ်နေရတာပါအဲ့ဒီနောက်လျှို့ဝက်လူတစ်ယောက်ကသူ့ကိုဖုန်းခေါ်လာပါတယ်အဲ့ဒီလူကသူ့ကိုပူပေါင်းဆောင်ရွက်ဖို့သဘောတူညီချက်တစ်ခုကမ်းလှမ်းလာပါတယ်နောက်ပိုင်းမှာတော့လူစီကအရာတစ်ခုကိုဝန်ခံလိုက်ပါတယ်ပကြီးကားတွေကလူစီကိုယ်တိုင်ဖန်တီးထားတဲ့လက်ရတွေဖြစ်ပြီးသူ့ရဲ့ကြောင်လေးနဲ့တူဖန်တီးထားတာပါအဲ့ဒီကြောင်လေးကကွယ်လွန်သွားပြီဖြစ်တဲ့သူ့ရဲ့ချစ်သူပေးထားတဲ့လက်ဆောင်လေးပါအမှုပညာဟာသူ့အတွက်အမှတ်တရတွေပြည့်နေတဲ့နာကျင်စရာတစ်ခုပါဒါကြောင့်လူစီဟာဘသူနဲ့မှအလုံးမလုံးချင်တော့တာပါလျှို့ကလည်းသူ့ကိုဒီစကားကြတော့လေးစားသွားတာပေါ့သူထပ်ပြီးကမ်းလှမ်းလိုက်ပါတယ်ဒီတစ်ခါတော့လူစီကလက်မှတ်ထိုးဖို့ပါသဘောတူလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကေဗင်ကလျှို့ဝက်လူနဲ့ဆုံတွေ့ပါတယ်ဒီလူကထီယန်ရဲ့အဖေဖြစ်နေတာပါသူတို့နှစ်ဦးဟာလျှို့ကိုလက်စားချဖို့ကြံစည်နေကြပါတယ်တရင်တောက်တွေရှိမှသူ့ကိုအသေးဖြတ်ဖို့လှုပ်ချင်နေကြတာပါသူရဲ့အစီအစဉ်ကိုအမြန်အကောင့်ထဲပေါ်ကြပါတယ်လျှို့နဲ့ထီယန်ကသတင်းစာရှင်းလင်းပွဲအတွက်ပြင်ဆင်ကြပါတယ်ဒါပေမဲ့သူတို့ကပြတ်သွားပါတယ်ဒါကြောင့်ပဲသူတို့ကြေးလက်ဒေတာတစ်ခုမှာပိတ်မိနေခဲ့ကြပါတယ်ထုံစက်တစည်းကသူတို့ကိုခေါ်လာပေးပေမဲ့အဲ့ဒါလည်းပြတ်သွားပါတယ်သူတို့ဘတ်စကားမှတ်တိုင်ကိုလမ်းလျှောက်သွားတာပေါ့ဒါပေမဲ့ဒီကနေ့ဘတ်စကားမရှိဘူးဆိုတာထီယန်သိလိုက်ရပါပြီ
လူကသူ့ရဲ့ညီလေးစောင်းကိုအကူအညီတောင်းဖို့လှမ်းခေါ်ပါတယ်စောင်းကကားတစ်စီးပို့ပေးပါတယ်ဒါပေမဲ့သူတို့စုံတွေကလမ်းပြောင်းနေတာကြောင့်ရှာမတွေ့ခဲ့ပါဘူးအဲ့လိုနဲ့ပဲသူတို့မိုးခုတ်ဖို့အတွက်ကိုတော်ဟောင်းတစ်ခုမှတညကုံဆုံးခဲ့ပါတယ်ညနေပိုင်းမှာတော့လျှူစီကိုတုံးလုံးဆရာကောင်းတဲ့ message တစ်ခုဝင်လာခဲ့ပါတယ်သူလည်းလဲကျသွားပြီးထီရိုင်းနှစ်ဖူးကိုထပ်ပြီးနမ်းမိပြန်ပါတယ်သူတို့နှစ်ယောက်လုံးလည်းရှက်သွားတာပေါ့နောက်ပိုင်းမှာတော့သူတို့အတူတူညသာစားကြပါတယ်သူတို့တယောက်နဲ့တယောက်ချီကျူးစကားတွေလည်းပြောပြခဲ့ကြပါတယ်တယောက်နဲ့တယောက်ရဲ့ကောင်းတဲ့အရာတွေလည်းမြင်လာပါတယ်နောက်သတင်းမနက်မှာတော့သတင်းစာရှင်းလင်းပွဲစတင်ပါပြီဒါပေမဲ့လျှူနဲ့ထီရန်ကနောက်ကျနေပါတယ်သတင်းတောက်တွေကလည်းဓာတ်ဒေါသထွက်နေတာပေါ့လျှူကနောက်ဆုံးမှာတော့စကားပြောပါတယ်သူကမမှန်ကန်တဲ့အထောက်အထားတွေကိုဖျက်ဆီးပစ်လိုက်ပါတယ် project အသစ်တစ်ခုအကြောင်းလည်းကြေညာပါတယ်လူစီနဲ့သူ့ရဲ့ပူပေါင်းဆောင်ရွက်မှုအကြောင်းလည်းအဲ့ဒီသတင်းတောက်တွေရှေ့မှာကြေညာခဲ့တာပေါ့အဲ့လိုနဲ့ပဲအိမ်ပြန်လမ်းမှာတော့လျှူကသူ့ရဲ့ခန်းစားချက်တွေကိုဝန်ခံလိုက်ပါတယ်သူကထီရန်ရဲ့ဂယူဆိုင်မှုကိုလိုချင်တယ်လို့ပြောပါတယ်နောက်တနေ့မှာတော့လျှူကထီရန်ကိုနီးလေစာစားဖို့ဖိတ်ခေါ်ပါတယ်သူ့လက်ကိုကိုင်မှုစူးစမ်းပြီးမှမအောင်မြင်ပါဘူးဒါကလည်းသူ့ကိုဒေါသထွက်စေပါတယ်ထီရန်ကသူ့ကိုမကြိုက်ဘူးလို့ထင်နေတာပါအကြံပေးတာမကောင်းတဲ့အတွက်သူ့ရဲ့လက်ထောက်ကိုဝေဖန်တာပါလက်ထောက်ထံကအစီအစဉ်တစ်ခုအကြံပြုလိုက်ပါတယ်လျှူကိုအယံမှုနေတယ်လို့ဟန်ဆောင်မှုပြောတာပါအဲ့ဒီနောက်သူ့ရဲ့ခံစားချက်တွေကိုဝန်ခံပြီးအပြစ်ကိုအရက်ပေါ်ပုံချခိုင်းခဲ့ပါတယ်မကြခင်မှာပဲဘာလူတယောက်ကထီရန်ကိုဖုန်းခေါ်ပါတယ်လျှူမူးနေတယ်လို့ပြောလိုက်ပါတယ်ထီရန်ကသူ့ကိုအိမ်ပြန်ခေါ်ဖို့လာခဲ့ပါတယ်ထီရန်ကစိတ်ဆိုးနေပေမဲ့လည်းလျှူကိုကူညီပေးပါတယ်အိမ်ရောက်တော့လျှူကအရန်ခန့်ညားတယ်ဆိုတာကိုသူသတိထားမိလိုက်ပါတယ်သူလျှူကိုကြိုက်နေပြီဆိုတာသိလိုက်ရပါတယ်ဒါပေမဲ့သူ့ရဲ့ခံစားချက်တွေကိုကြောက်ရွံ့နေပါတယ်ထွက်ပြေးပြီးသူ့အခန်းထဲမှာပုန်းနေလိုက်ပါတယ်နောက်တစ်နေ့မနက်မှာထီရန်က Rose ကိုပြောပြလိုက်ပါတယ် Rose ကသူတို့ခံစားချက်တွေကအပြန်အလှန်ဖြစ်နေတယ်လို့ပြောပါတယ်ဒါပေမဲ့ထီရန်ကိုအရန်ဂယူးဆိုင်ဖို့သူသတိပေးလိုက်ပါတယ်နောက်ပိုင်းမှာတော့ထီရန်စီကိုလူစီကဖုန်းခေါ်ပါတယ်အနုပညာရှင်တွေအနေနဲ့စိတ်ကူးအသစ်တွေဆွေးနွေးဖို့သူ့ကိုဖိတ်ခေါ်ပါတယ်သူတို့တွေးဆုံကြပါတယ်လူစီကသူ့အပေါ်မှာတနာစိတ်ဝင်နေတယ်ဆိုတာသိလိုက်ရပါတယ်နိုင်ရင်ငယ်ကြတော့လျှူကထီရန်နဲ့လူစီကိုတရိတ်ဆန်စောင့်ရှောက်ရေးစကန်တစ်ခုမှတွေ့လိုက်ရပါတယ်သူတို့အတူတူအလုံးနေတယ်ဆိုတာသူသိလိုက်ရပါတယ်သူတို့နှစ်ယောက်စလုံးထီရန်ကိုချစ်နေတယ်ဆိုတာလည်းသူသိလိုက်ရပါတယ်ဒါကလည်းပဋိပက္ခဖြစ်လာစေပါတယ်ဒါပေမဲ့စကန်ရဲ့ဒရိုက်တာကဝင်ရောက်ဆွတ်ဖက်လိုက်ပါတယ်လျှူကအဓိကအလူရှင်ဖြစ်တယ်လို့သူပြောလိုက်ပါတယ်ဒါကလည်းလျှူကိုမျက်နှာရစေပါတယ်မကြခင်မှာပဲလျှူကအရာတစ်ခုကိုဝန်ခံလိုက်ပါတယ်သူကကြောင်တွေကိုကြောက်တာပါထီရန်ကသူ့ကိုကြောင်ပေါက်လေးတစ်ကောင်ယူလာပေးပါတယ်လျှူကလည်းသူ့ရဲ့ကြောက်စိတ်ကိုကြော်လွှားဖို့ကြိုးစားပါတယ်ကြောင်လေးနဲ့တူစော်ကစားတာပေါ့ဒါပေမဲ့လျှူကသူ့ထီရန်ကိုပိုချစ်လာတယ်ဆိုတာသိလိုက်ရပါတယ်နောက်ပိုင်းမှာတော့လူစီကထီရန်ကိုဆွဲကြိုးတကုံပေးလိုက်ပါတယ်ထီရန်လည်းပျော်ရွှင်နေခဲ့တာပေါ့ဒါပေမဲ့လျှူကသူ့ကိုစိတ်ဆိုးပြီးဝင်ရောက်ဆွတ်ဖက်လိုက်ပါတယ်လျှူကသူ့ရဲ့ခံစားချက်တွေကိုဝန်ခံခဲ့ပေမဲ့ရိုးရိုးသားသားမပြောနိုင်ပဲဖြစ်နေပါတယ်ထီရန်ကလည်းသူ့ကိုမယုံကြည်ပါဘူးနောက်တနေ့မှာတော့လျှူနဲ့သူ့ဆရာဝန်ကရုပ်ရှင်အောင်မှာစောင့်နေကြပါတယ်သူတို့ကထီရန်ကိုတခြားယောက်ျားလေးတဦးနဲ့ရောက်လာတာမြင်လိုက်ရပါတယ်ဒါကြောင့်လျှူလည်းသူတို့နောက်ကနေလိုက်သွားခဲ့တာပေါ့မတော်တဆတိုက်ဆိုင်သွားတယ်လို့မျိုးဟန်ဆောင်ပြီးသူတို့ဘေးမှာဝင်ထိုင်လိုက်ပါတယ်လျှူနဲ့လူစီတို့ကထီရန်ရဲ့အာယုံဆိုင်မှုကိုရဖို့အတွက်ပြိုင်ဆိုင်ကြပါတယ်ထီရန်လည်းသူတို့အပြုမှုတွေကြောင့်စိတ်မကောင်းဖြစ်သွားပါတယ်ရုပ်ရှင်ပြီးတော့လူစီကထီရန်ကိုစားတော့ဆိုင်တစ်ခုကိုဖိတ်ခေါ်ပါတယ်လျှူကလည်းအတင်းလိုက်သွားပါတယ်ပရိပခါတွေလည်းကြီးထွားလာတာပေါ့လျှူနဲ့လူစီကအရက်တောက်ပြိုင်ပွဲတစ်ခုလုပ်ကြပါတယ်သူတို့ကထီရန်ကိုဆွဲဆောင်ခြင်းလို့ပါလျှူကလည်းဒီအခွင့်အရေးကိုအသုံးချပြီးအချစ်ကိုဝန်ခံလိုက်ပါတယ်ဒါပေမဲ့သူအယမ်းမှုနေလို့မတ်တတောင်မရနိုင်တော့ပါဘူး Rose ကထီရန်ကိုကူညီပြီးသူတို့နှစ်ယောက်စလုံးကိုဟိုတယ်ကိုခေါ်သွားပါတယ် Rose ကသူတို့ကိုအခန်းတစ်ခုထဲမှာထားခဲ့ပါတယ်အိမ်မှာတော့ထီရန်ကလျှူနဲ့စကားတွေကိုပြန်ပြီးစဉ်းစားနေတာပေါ့လျှူကသူ့ကိုတကယ်ချစ်နေတယ်ဆိုတာသိလိုက်ရပါတယ်မနက်ကျတော့လျှူနဲ့လူစီကဂရင်တစ်ခုထဲမှာအတူတူနိုးလာကြပါတယ်သူတို့ညကအဖြစ်ပြက်ကိုလည်းပြန်မှတ်မိကြတာပေါ့သူတို့ထီရန်ရဲ့နှလုံးသားအတွက်ဆက်လက်ပြိုင်ဆိုင်မှုဆုံးဖြတ်လိုက်ပါတယ်နောက်ပိုင်းမှာတော့လျှူရဲ့ဦးလေးကသူ့ကို blind date တစ်ခုအကြောင်းပြောပြပါတယ်သူကလျှူအတွက်စီစဉ်ပေးပါတယ်ထီရန်ကိုတဝင်းတူအောင်လုပ်ဖို့လျှူကလည်းဒီအကြောင်းကို post တင်လိုက်တာပေါ့ဒါပေမဲ့လည်းထီရန်ကတော့တဝင်းမတူပါဘူးအဲ့ဒီအစားလျှူရဲ့စိတ်ရင်းအမှန်ကိုတန်တရားဝင်သွားတာပါတစ်ချိန်တည်းမှာပဲလူစီကထီရန်ကိုဖုန်းဆက်ပြီးချိန်တွေ့ဖို့ဖိတ်ပါတယ်လျှူကလည်း blind date သွားတွေ့တာပေါ့ဒါပေမဲ့သူကအဲ့ဒီအမျိုးသမီးကိုအာရုံမစိုက်ပါဘူးဘာလို့လဲဆိုတော့ဒီစားသောက်ဆိုင်မှာပဲလူစီနဲ့ထီရန်ကအတူတူနေလေစာစားနေလို့ပါလူစိမ်းကိုညှင်းလိုက်ပြီးတဲ့နောက်လျှူကလူစီနဲ့ထီရန်ကိုတွေးဆုံနေတဲ့နေရာသွားပါတယ်အလှရှင်တဦးအနေနဲ့သူ့ရဲ့အာဏာကိုသုံးပြီးထီရန်ကိုချိန်တွေ့တာအဆုံးသတ်ဖို့အတင်းကျပ်ပြောတော့တာပေါ့ဒါကလည်းလျှူနဲ့ထီရန်တို့ကြားကညှင်းခုန်မှုတစ်ခုဖြစ်ပေါ်စေပါတယ်နောက်ပိုင်းမှာတော့လျှူကသူ့ရဲ့အချစ်ကိုထပ်ဝင်ခံပါတယ်သူကထီရန်နဲ့နီးနီးကက်ကက်နေနေတာပါဒါပေမဲ့ထီရန်ကတော့သူ့ကိုမယုံတော့ပါဘူးသူ့ကိုတယောက်တည်းလှုပ်ပေးဖို့လည်းတောင်းဆိုပါတယ်အဲ့လိုနဲ့ပဲနောက်တနေ့မနက်မှာတော့လျှူကထီရန်နောက်ကိုလိုက်သွားပါတယ်သူ့ရဲ့လုပ်ရက်အတွက်လည်းတောင်းပန်တာပေါ့တောင်းပန်ဖို့အတွက်လည်းကော်ဖီဆိုင်ကိုဖိတ်ခေါ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲဒေါက်တာက Rose ကိုစိတ်ဝင်စားတဲ့အကြောင်းလည်းပြသနေပါပြီသူက Rose ကိုအသုံးဝင်တဲ့ပစ္စည်းတွေအများကြီးလက်ဆောင်ပေးပါတယ်ညနေပိုင်းမှာလူစီကထီရန်ကိုသူ့ကိုချစ်လားလို့မေးပါတယ်ထီရန်ကလည်းစဉ်းစားဖို့အချိန်ပိုတောင်းလိုက်တာပေါ့လက်ထောက်ကလျှူကိုအခြေအနေနဲ့ပတ်သက်ပြီးဆက်လက်အကြံပေးနေပါတယ်သူကထီရန်ရဲ့နှလုံးသားကိုဘယ်လိုယူရမလဲဆိုတာပြောပြပါတယ်
နောက်တစ်ချိန်တွေးဆုံတဲ့အခါလျူကအမျိုးကောင်းသားတဦးလိုပြုမှုပါတယ်သူကထီရန်ကိုလက်ဝဲယတနာဆိုင်ကိုခေါ်သွားပါတယ်သူတို့အဲ့ဒီမှာစကားများကြပါတယ်လျူကအရန်ဈေးကြီးတဲ့ပစ္စည်းတစ်ခုဝယ်ချင်နေတာပါဒါပေမဲ့လည်းထီရန်ကဈေးနှုန်းထက်အလှပပိုအရေးကြီးတယ်လို့ပြောလိုက်ပါတယ်ရန်အနေငယ်ကြတော့လျူနဲ့သူ့ရဲ့ညီဆောင်ကရှမ်းရဲ့မွေးနေ့ပါတီကိုရောက်လာပါတယ်လျူကသူ့ကိုဘာမဆိုပေးဖို့အဆင်သင့်ပါဒါပေမဲ့လျူကသူ့ဘေးနားမှာမနေနိုင်လို့ဝမ်းနေပါတယ်ထီရန်ကလည်းစိတ်ပြတ်မိတာပေါ့သူကလျူအကြောင်းမစင်စားမိအောင်အရက်တောက်လိုက်ပါတယ်အဲ့ဒီညမှာပဲလျူကရုံးကိုပြန်သွားပါတယ်သူကထီရန်ကိုအရေးကြီးတဲ့ project တစ်ခုကိုညံ့အောင်လုပ်နေတာတွေ့လိုက်ရပါတယ်သူကထီရန်အတွက်မုတ်တွေနဲ့ coffee တွေထားပေးခဲ့ပါတယ်နောက်ပိုင်းမှာတော့သူကထီရန်စီကကျေးဇူးတင်ကြောင်းစားတစောင်းလက်ခံရရှိခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဆောင်းကရှမ်းကိုအိမ်ပြန်ပို့ပေးနေတာပါသူမူးနေပေမဲ့နိုးနေပါသေးတယ်ဆောင်းကလည်းသူ့ရဲ့အချစ်ကိုဝန်ခံလိုက်ပါတယ်ရှမ်းကအရာအလုံးကိုကြားနိုင်တယ်ဆိုတာကိုသူမသိခဲ့ပါဘူးထီရန်ကလည်းပိုကောင်းတဲ့ဒီဇိုင်နာနဲ့ပကြီးစရာတူဖြစ်လာဖို့တင်တန်းတွေတက်ရောက်ပါတယ်3လကြာတဲ့အထိသူနဲ့လျူမတွေ့ကြပါဘူးလျူကဒါဟာထီရန်အတွက်အရေးကြီးတယ်ဆိုတာသိတာကြောင့်သူရွေးချယ်မှုကိုလက်ခံပေးလိုက်ပါတယ်သူမထွက်ခွာခင်မှာပဲလျူကသူ့ကို romantic ဆက်ဆံချိန်တွေ့ဖို့ခေါ်သွားပါတယ်သူရဲ့ချစ်ကိုပြသဖို့အတွက်ပန်းတွေနဲ့ဆွဲကြိုးတကုံပေးလိုက်ပါတယ်ဆရာဝန်ကလျူကိုထီရန်တခြားယောက်ျားလေးတဦးနဲ့တွေ့ဆုံမှကိုကြောက်လားလို့မေးပါတယ်လျူကထီရန်ရဲ့တစ္ဆာကိုယုံကြည်တယ်လို့လည်းပြောပါတယ်ဒါပေမဲ့လူစီကထီရန်ရဲ့ဆရာဖြစ်နေတယ်ဆိုတာသိလိုက်ရတဲ့အခါလျူကလည်းစိတ်မလုံခြုံမှုတွေဖြစ်လာပါတယ်ရှမ်းကစောင်းသူ့ကိုချစ်နေတယ်ဆိုတာသိပါတယ်ဒါပေမဲ့သူ့ရဲ့နှလုံးသားကလျူနဲ့ပဲရှိနေသေးတာကြောင့်သူ့ကိုရှောင်နေပါတယ်ထီရန်ကလျူဖျားနေတယ်ဆိုတာသိလိုက်ရတဲ့အခါသူ့ကိုသွားတွေ့ပါတယ်သူ့ကိုတတ်တလာအောင်လုပ်ပြီးသူနဲ့တူအချိန်ဖြုံးခြင်းပါတယ်ညနေပိုင်းမှာသူတို့အတူ romantic ရုပ်ရှင်ဇာတ်ကားတကားကြည့်ကြပါတယ်သူတို့ကဇက်ကောင်တွေအတွက်လည်းစိုးရိမ်နေကြပါတယ်ဒီနေ့မှာတော့လျူကထီရန်ကိုနမ်းဖို့ကြိုးစားပါတယ်ဒါပေမဲ့လူစီရဲ့ဖုန်းခေါ်ဆိုမှုကအနှောက်အယှက်ဖြစ်သွားတာပေါ့လျူကလည်းသူ့ကိုဆုံးရှုံးရမှာကြောက်နေပါတယ်ဒါကြောင့်သူကမကြမ်းမသလိုဟန်ဆောင်ပြီးသူ့ရဲ့ယောဂပြန်ဖြစ်လာတယ်လို့ပြောတာပေါ့နောက်ပိုင်းမှာတော့သူကဆရာဝန်ကိုပါအတူပူးပေါင်းလိန်ဖို့အတွက်တောင်းဆိုပါတယ်ဆရာဝန်ကတော့ဒီအစီအစဉ်ကိုမကြိုက်ပါဘူးသူကထီရန်ကိုမလိန်ချင်ပါဘူးဒါပေမဲ့လျူကစကားတွေကိုလိန်ပြောဖို့အတွက်သူ့ကိုလှည့်စားလိုက်ပါတယ်အဲ့ဒီနောက်အိမ်မှာတော့ထီရန်ကလျူကိုပြုစုပေးပါတယ်ဆေးတွေလည်းတိုက်ပေးတာပေါ့အလုံးမှလည်းစိတ်ပူနေလို့အာယုံဆိုင်လို့မရပါဘူးလျူကခါတဲ့ဆေးကိုမုန်းပေမဲ့ဆက်တောက်နေရပါတယ်မဟုတ်ရင်သူ့ရဲ့အလိန်တွေပေါ်သွားမှာဆိုလို့ပါတစ်ချိန်တည်းမှာပဲရှမ်းကစောင်းနဲ့တွေ့ပြီးရေကန်တွေကိုဆွဲချလိုက်ပါတယ်အစားတော့သူဒေါသထွက်ပါတယ်နောက်ပိုင်းမှာတော့တူကစားကြတာပေါ့မကြခင်မှာပဲစောင်းကသူ့ရဲ့ခံစားချက်တွေကိုရှမ်းသိနေပြီဆိုတာသိလိုက်ရပါတယ်ဒီအချက်ကြောင့်ရှမ်းကသူ့ကိုအေးဆက်ဆံနေပါတယ်အဲ့ဒီညမှာပဲလျူနဲ့ထီရန်ကပျော်ရွှင်စရာပန်းချံကိုသွားကြပါတယ်သူတို့လက်ချင်းတွဲထားပါတယ်မိုးပြန်ရထားပေါ်မှာဆူတောင်းကြပါတယ်ထီရန်ကလျူအမြန်ဆုံးကျမ်းမှာကိုဆူတောင်းပေးတာပေါ့ဒါပေမဲ့လျူကလိန်ညာထားလို့အပြစ်ရှိတယ်လို့ခံစားနေရပါတယ်သူ့ဆုံးရှုံးမှကြောက်တယ်လို့လည်းဝန်ခံလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့ယောဂဟာဟန်ဆောင်တာပါလို့တော့မပြောပါဘူးသူတို့အမြဲတမ်းအတူတူရှိနေဖို့လည်းဆူတောင်းပါတယ်ထီရန်ရဲ့နှစ်ဖူးကိုနမ်းလိုက်ပါတယ်လျူကသူ့ကိုကြည်စဲလိုက်ပြီးယောဂကအရန်ပြင်းထန်တယ်လို့ပြောလိုက်ပါတယ်ပိုပြီးပြင်းထန်တဲ့အနံတစ်ခုတောင်းတာပေါ့ဒါကြောင့်ထီရန်ကလည်းသူ့ကိုစိတ်အားထက်သန်စွာနမ်းပေးလိုက်ပါတယ်အဲ့လိုနဲ့ပဲထီရန်အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ Rose ကသူ့မှာပြောင်းလဲမှုတစ်ခုကိုသတိထားမိလိုက်ပါတယ် Rose ကလည်းချိန်တွေ့တဲ့အကြောင်းမေးတာပေါ့ဒါပေမဲ့ထီရန်ကဘာမှမပြောပါဘူးအဲ့ဒီညမှာပဲထီရန်အိတ်လို့မရတော့ပါဘူးလျူကိုစားဖို့ပြီးနောက်တဲ့ချိန်တွေ့ဖို့လည်းသဘောတူလိုက်ပါတယ်နောက်တဲ့မိနစ်မှာတော့လျူကအမှန်တရားကိုဝန်ခံချင်ပါတယ်ဒါပေမဲ့လည်းသူလည်းမဝင်မရဲဖြစ်နေတာပေါ့နောက်ပိုင်းမှာတော့ထီရန်ကဖြော်ရင်သူ့ရဲ့လက်ကိုဓာတ်နဲ့လှိမိသွားပါတယ်လျူကလည်းဒဏ်ရာကိုကုသပေးတာပေါ့သူသွေးမြင်တာနဲ့ဘူးလည်းမသွားဘူးဆိုတာကိုသူမှမြင်လိုက်ရတာကြောင့်တန်တရားဝင်လာခဲ့ပါတယ်မကြခင်မှာပဲလျူဆရာဝန်နဲ့စကားပြောနေတာကိုခိုးနားထောင်မိလိုက်ပါတယ်ဒါရီအားလုံးကလိန်ညာမှုပဲဆိုတာသူသိလိုက်ရပါပြီထီရန်လည်းစိတ်ထိခိုက်ပြီးဒေါသထွက်သွားတာပေါ့ဒါကြောင့်ပဲလျူကိုညှင်းပယ်လိုက်ပါတယ်သူအနာကိုကပ်ဖို့အတွက်သူ့ကိုလှည့်စားခဲ့တာပါလို့ပြောပါတယ်လျူကလည်းထီရန်ကိုဆက်နေပေးဖို့တောင်းပန်ပါတယ်သူ့ကိုဆုံးရှုံးအောင်မှကြောက်တယ်ဆိုတာလည်းဝန်ခံခဲ့တာပေါ့ဒါပေမဲ့လျူကထီရန်ကိုလူစီနဲ့အတူရှိနေတာကိုလည်းမယုံကြည်ဘူးဆိုတာထီရန်သိတဲ့အခါမှာတော့လမ်းခွဲသွားပါတယ်နောက်ပိုင်းမှာတော့ထီရန်ကလူစီနဲ့တွေ့ဆုံပါတယ်သူကတင်းတန်းကိုလွဲချော်ပြီးတိုးတက်ဖို့အခွင့်အရေးဆုံးရှုံးသွားပါပြီလူစီကသူ့ရဲ့ဧည့်သည်အဖြစ်ဝင်ရောက်ဖို့ကမ်းလှမ်းလိုက်ပါတယ်သူ့ရဲ့ချစ်ကိုလည်းဝန်ခံပါတယ်ဒါပေမဲ့ထီရန်ကသူ့ကိုညှင်းပယ်လိုက်ပြီးသူ့နှလုံးသားကလျှို့နေပဲအတူရှိနေတာပါလို့ပြောလိုက်ပါတယ်လူစီကသူ့ကိုအချေယူဖို့ပြောပါတယ်အပြင်မှာလျှို့ကပန်းတွေနဲ့အတူတောင်းပန်ဖို့ရောက်လာပါတယ်ထီရန်ကသူ့ကိုလှည့်ပြန်ခိုင်းပါတယ်လူစီနဲ့တယောက်တည်းရှိနေတဲ့အချိန်မှာလျှို့ကသူ့ကိုရှောင်နေဖို့တောင်းပန်ပါတယ်ဒါပေမဲ့လည်းလူစီကညှင်းဆန်တာပေါ့အဲ့ဒီအစားသူကထီရန်ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ကိုကူညီပေးပါတယ်တစ်ချိန်တည်းမှာပဲရှင်းကသူလဲစောင်းကိုကြိုက်နေပြီဆိုတာသိလိုက်ရပါတယ်နောက်ပိုင်းမှာတော့ကုမ္ပဏီဝန်ထမ်းတွေကမ်းခြေကိုသွားကြပါတယ်လျူကထီရန်ကိုပြုစုဖို့ကြိုးစားပါတယ်ဒါပေမဲ့ထီရန်ကသူ့ကိုဒေါသထွက်နေတော့မှနောက်ပိုင်းမှာတော့ရှမ်းကစောင်းကိုတောင်းပန်ပါတယ်ဒါပေမဲ့သူ့ကိုညှင်းပယ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲလျူကထပ်ပြီးဝန်ခံပါတယ်သူကထီရန်ကိုချစ်တယ်ဆုံးရှုံးအောင်မှကြောက်တယ်လို့ပြောပါတယ်ဒါပေမဲ့ထီရန်ကသူ့ရဲ့လိန်ညာမှုကိုခွင့်မလွတ်နိုင်ပါဘူးမကြခင်မှာပဲစောင်းဖျားနာပါပါတယ်ရှမ်းကသူ့ကိုပြုစုပေးပါတယ်ဒါကသူတို့ကိုပို့ပြီးရင်းနှီးလာစေတာပါ
ထီရန်ကလူစီကိုသူ့ရဲ့ဧည့်သည်အဖြစ်ဝင်ရောက်ဖို့ကမ်းလှမ်းချက်ကိုလက်ခံမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့သူတို့ချစ်သူတွေဘယ်တော့မှမဖြစ်နိုင်ဘူးလို့တော့သတိပေးထားပါတယ်သူကတခြားယောက်ျားလေးတဦးကိုပဲဆက်ချစ်ချင်နေတာပါအဲ့ဒီညမှာထီရန်ဆောင်ရှန်ဒေါက်တာနဲ့ Rose တို့ပါတီတစ်ခုကိုသွားကြပါတယ်သူတို့အမှန်တိုင်းပြောတိုင်းကစားကြပါတယ်နာကျင်စရာကောင်းတဲ့လျှို့ဝှက်ချက်တွေအဲ့ဒီအချိန်ပေါ်ထွက်လာတာပေါ့ဒါကပြိပခါကိုဖြစ်ပေါ်စေပါတယ်လူကမူးနေတဲ့ထီရန်ကိုအိမ်ပြန်ခေါ်လာခဲ့တာပေါ့သူကသူ့ရဲ့အချစ်ကိုလည်းဝန်ခံလိုက်ပါတယ်သူတို့အနမ်းပေးခဲ့ကြပါတယ်မနေ့ကျတော့ထီရန်ကအိမ်မန်းလို့ထင်နေခဲ့တာပေါ့ဒါပေမဲ့လူကချစ်ကြည်နူးစရာစားတစောင်ထားခဲ့ပါတယ်ဒါကတကယ်ဖြစ်တယ်ဆိုတာလည်းသူသိလိုက်ရပါတယ်သူလည်းရှက်သွားတာပေါ့တစ်ချိန်တည်းမှာပဲမစ္စတာဝမ်ကဒေါသထွက်နေပါတယ်လူကသူ့ရဲ့အလုတ်ကမ်းလမ်းချက်ကိုညှင်းပယ်ခဲ့လို့ပါဒါကဝမ်ရဲ့ယာတူကိုအန်ရယ်ဖြစ်စီပါတယ်သူကကယ်ဗင်နဲ့အတူအမှုဆောင်အရာရှိချုပ်အသစ်အတွက်ရွေးကောက်ပွဲတစ်ခုစီစဉ်ပါတယ်တစ်ချိန်တည်းမှာပဲလူက romantic sun နဲ့ surprise တစ်ခုကိုပြင်ဆင်ပါတယ်သူတို့ရဲ့ဇလန်နဲ့ပတ်သက်တဲ့တပ်ပုံပြပွဲတစ်ခုလုပ်ပါတယ်အဆုံးမှာတော့မိဘမြန်စီတာနဲ့အဆုံးသတ်ပါတယ်အဲ့ဒီမှာသူထီရန်ကိုလက်ထပ်ခွင့်တောင်းပါတယ်ထီရန်လည်းသဘောတူလိုက်တာပေါ့မကြခင်မှာပဲကယ်ဗင်ကလျှူကို baseball တုံးနဲ့တိုက်ခိုက်လိုက်ပါတယ်သူကလျှူရဲ့ခေါင်းကိုရိုက်လိုက်တာပါဒါကလျှူရဲ့မိဘတွေတေဆုံးခဲ့တဲ့ကားတိုက်မှုရဲ့အမှတ်တရဇရာတွေကိုသူပြန်ပြီးအမှတ်ရစေခဲ့ပါတယ်ကလေးမလေးတို့ကသူ့ကိုနှစ်သိမ့်ဖို့အတွက်သူ့ရဲ့နှစ်ဖူးကိုနမ်းခဲ့တာကိုသူသတိရလိုက်ပါပြီအဲ့ဒီ main ကလေးကတော့ထီရန်ဖြစ်တယ်ဆိုတာသူသိခဲ့ပါတယ်စေယုံမှာသူကထီရန်အနန်းကသူ့ကိုတတစေတယ်လို့ယုံကြည်နေတာပါလျှူကအမှုဆောင်အရာရှိချုပ်ဖြစ်မချင်တော့ပါဘူးသူကအဲ့ဒီယာတူကိုသူ့ရဲ့ညီစောင်းကိုပေးလိုက်ပါတယ်မစ္စတာဝမ်ကစောင်းကိုဖိအားပေးပါတယ်သူကထီရန်ရဲ့အဖေဖြစ်ပြီးလျှူနဲ့ကြိုက်နေတာကိုတားမြစ်နိုင်တယ်လို့ပြောပါတယ်စောင်းကလည်းစိတ်မပါတပါနဲ့အမှုဆောင်အရာရှိချုပ်အလုပ်ကိုလက်ခံလိုက်ပါတယ်မကြခင်မှာပဲကုမ္ပဏီကပြဿနာတွေနဲ့ရင်ဆိုင်လာရပါတယ်သူတို့ရဲ့ကစားစရာတွေကကလေးတွေကိုဓာတ်မတည့်တာတွေဖြစ်စေတာပါမစ္စတာဝမ်ကဒါရီရဲ့နောက်ွယ်မှာရှိနေတာပါသူကပတ်စံခိုးယူဖို့အတွက်ကုန်ကြစည်တွေကိုရှော့ချခဲ့ပါတယ်ကယ်ဗင်ကလည်းလျှူအပေါ်အကောက်ကျန်နေပါတယ်တစ်ချိန်တည်းမှာပဲဒေါက်တာနဲ့ Rose တို့ကလျှူနဲ့ထီရန်စီကိုလာလဲကြပါတယ်သူတို့ရဲ့ခိုင်မာတဲ့အချစ်ကိုလည်းမြင်တွေ့လိုက်ရပါပြီ Rose ကသူ့ရဲ့ခန္ဓာကိုယ်ကိုဝါလာမှလည်းစိုးရိမ်နေပါတယ်ဒေါက်တာလည်းသူ့ကိုနှစ်သိမ့်ပေးတာပေါ့လျှူကလည်းကျောင်းတော်ကသူ့ကိုအနိုင်ကျင့်လှောင်ပြောင်းမိခဲ့တဲ့အတွက်လည်းတောင်းပန်ပါတယ်အရှုပ်တော်ပုံတွေပုံများလာတဲ့မြမစ္စတာဝမ်ကလျှူကိုအပြစ်ပုံချခြင်းပါတယ်ဒါပေမဲ့လျှူကဝမ်ရဲ့လိမ်လည်မှုအကြောင်းကိုသိသွားခဲ့ပါတယ်အဲဒီနောက်မှာတော့လျှူကလည်းပြန်လဲတိုက်ခိုက်ဖို့အတွက်ကုမ္ပဏီကိုပြန်ရောက်လာပါတယ်ထီရန်ရဲ့အကူအညီနဲ့သူကယုံကြည်မှုရရှိစေဖို့အတွက်ကလေးတွေနဲ့ပတ်သက်တဲ့ပွဲတစ်ခုလုပ်ဖို့အကြံပြုခဲ့ပါတယ်ဘုတ်ဖွဲ့အစည်းအဝေးမှာဝမ်ကရွေးချယ်မှုလုပ်ဖို့တွန်းအားပေးပါတယ်ဒါပေမဲ့လည်းလျှူကအနိုင်ရသွားခဲ့ပါတယ်ဆောင်းကဝမ်အကြောင်းလျှူကိုသတိပေးခဲ့တာပေါ်သွားခဲ့ပါတယ်ဝမ်ကိုရွေးချယ်စရာတစ်ခုပေးလိုက်ပါတယ်သူကအေးအေးဆေးနှုတ်ထွက်တာကိုရွေးချယ်နိုင်တယ်လို့မရွေးချယ်ဘူးဆိုရင်တော့လိမ်လည်မှုနဲ့တိုက်ခိုက်မှုအတွက်ထောင်ကျတာကိုရင်ဆိုင်ရပါလိမ့်မယ်နောက်ပိုင်းမှာတော့လျှူကဆောင်းရမွေးနေ့ပွဲကိုကျင်းပပေးပါတယ်တစ္ဆာရှိမှုအတွက်လည်းသူ့ကိုကျေးဇူးတင်ပါတယ်ဆောင်းကအမှုဆောင်အရာရှိချုပ်မဖြစ်ချင်ဘူးလို့ဝန်ခံလိုက်တာပေါ့ဒီအလုပ်ကအရန်စိတ်ဖိစီးတယ်လို့လည်းပြောလိုက်ပါတယ်တစ်ချိန်တည်းမှာပဲ Rose နဲ့ဒေါက်တာတို့လည်းပို့ပြီးရင်းနှီးလာကြပါတယ်လျှူကထီရန်ကိုထပ်ပြီးလည်းလက်ထပ်ခွင့်တောင်းဖို့ပြင်ဆင်နေတာပါသူကထီရန်စိတ်ပြောင်းလဲမှာမဟုတ်ဘူးဆိုတာကိုလည်းသိချစေချင်လို့ပါ Rose ရဲ့အကူအညီနဲ့ထီရန်ကိုပန်းညံတစ်ခုခေါ်သွားခဲ့ပါတယ်အဲဒီမှာပဲတငယ်ချင်းတွေဝင်ရထားတဲ့ကြားထဲမှာလျှူကထပ်ပြီးလက်ထပ်ခွင့်တောင်းပါတယ်ထီရန်ကလည်းဒီအချိန်ပျော်ရွှင်စွာနဲ့ပဲသဘောတူလိုက်ပါတယ်သူတို့ရဲ့အချစ်တွေကိုလည်းအနမ်းနဲ့တည်မြဲလိုက်တဲ့အကြောင်းလေးပြသရင်းနဲ့ပဲဒီဇလန်လေးကအဲ့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ